ပပါရီတော်တော်များများကြိုက်တယ်ကင်မီတူတူနိုင်နိုင်ထွင်မှာဆက်လီရဲ့ line ကိုဘယ်လိုဖြောင်းမလဲဆိုတာကျွန်တော်ဒီနေ့ပြောပြပေးရမှာဖြစ်ပါတယ်ထွင်မှာ line ပေးတဲ့ချိန်မှာထွင်မှာကိုအရင်ဖိပြီးတော့ပေးထားလို့ရှိရင်ကျွန်တော်ဖြည့်တဲ့ချိန်မှာအရာလေးတွေကြံတတ်ပါတယ်အဲကြောင့်မို့ထွင်မှာ line ပေးတဲ့ချိန်မှာတနိုင်လောက်ဖွာပြီးမှပေးရပို့မှအဆင်ပြေပါလိမ့်မယ်အဲ့လိုပေးပြီးဆိုလို့ရှိရင်ကျွန်တော်တို့ clipper ရဲ့အချက်ကြီးကိုတဝက်အနေထားမှထားပြီးမှအဲ့ line ကိုဖြည့်ရမှာဖြစ်ပါတယ်clipper ရဲ့ break ပြရလဲ0ဖြစ်နေဖို့လိုပါတယ်0ဖြစ်မှအဲ့ရထွင်မှာ line ကိုဖြောက်ဖို့ပိုအဆင်ပြေပါလိမ့်မယ်ကျွန်တော်ကတော့တကယ်ရဲ့ break ပြားကိုအသုံးပြုထားတာဖြစ်ပါတယ်အဲ့ရဲ့ break ပြားလေးက300တာအဆင်ပြေပါတယ်ဒီကင်မီတူတူ99ရဲ့ trimmer ရဲ့ line ကိုလည်းဖြောင်းနိုင်တာဖြစ်ပါတယ် break ပြားပါပြီးမှ300အဆင်ပြေပါတယ်သူကကြာတုံးလဲခံတယ်ပေါ့မပူ300လည်းတော်တော်အဆင်ပြေပါတယ်အဲ့လိုဖြည့်ပြီးတော့ဆိုရင်ကျွန်တော်တို့ clipper ကိုအချက်ကီကိုပိတ်ပြီးမှအောက်ကမဲမဲရေးလေးကိုပြင်မှဖြည့်မှာဖြစ်ပါတယ်တို့ဖြည့်တဲ့နေရာမှာစိတ်ရှည်ဖို့လိုပါတယ်တေချာလေးဖြည့်ပေးရမှာဖြစ်ပါတယ်လို့ဖြည့်ပြီးတော့ဆိုရင်ကျွန်တော်တို့ထမရဲ့ line ကတော့မကြံပါဘူးကျွန်တော်အဲ့တွားလေးရလဲ clipper ရဲ့တွားလေးရလဲ0ဖြစ်နေလို့ပါအဲ့ clipper တွားလေးက0မဖြစ်ဘူးဆိုရင်ထမရဲ့ line ကိုဖြည့်နိုင်မှာမဟုတ်ပါဘူးအားလုံးအဆင်ပြေကြပါစေ